အားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube ကနေကျွန်တော်ကိုတယောက်ချင်းအားပေးကြတဲ့ကျွန်တော်ရဲ့အချင်းမိတ်ဆွေတငယ်ချင်းများအားလုံးပဲကျမ်းမာချမ်းသာရှိပါရဲ့လားဗျာကျွန်တော်ကတော့မလေးစကားတွေမလုပ်ဖြစ်တာနှစ်နဲ့တောင်ကြီးနေပါပြီဗျာနော်ဆိုတော့ဒီနေ့ကနေစပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပြန်ပြီးပြောပြပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်အပြင်လောကမှာပဲဖြစ်ဖြစ်သုံးဓာတ်ရှိတဲ့စကားလေးတချို့တော့ကိုကျွန်တော်ရွေးပြီးတော့ပြောပြမှာပါ Saya buat macam mana ငါဘယ်လိုလုပ်တယ်ဆိုတာ Saya buat macam mana ငါဘယ်လိုလုပ်တယ်ဆိုတာ Saya ဆိုတာကငါ buat ဆိုတာကလုပ်တာ macam mana ဆိုတာကဘယ်လိုလဲအကုန်ပေါင်းပြောရင် Saya buat macam mana ဆိုရင်ငါဘယ်လိုလုပ်တယ်ဆိုတာ Saya ဆိုတာကငါ buat ဆိုတာကလုပ်တာ macam mana ဆိုတာကဘယ်လိုလဲအကုန်ပေါင်းပြောတော့ Saya buat macam mana ငါဘယ်လိုလုပ်တယ်ဆိုတာ Awak tengok baik-baik မင်းကောင်းကောင်းကြည့်ပါ Awak tengok baik-baik မင်းကောင်းကောင်းကြည့်ပါလို့ပြောတာပါ Awak ဆိုတာကမင်း tengok ဆိုတာကကြည့်တာ baik-baik ဆိုတာကကောင်းကောင်း Awak tengok baik-baik ဆိုရင်မင်းကောင်းကောင်းကြည့်ပါလို့ပြောတာပါ Awak ဆိုတာကမင်း tengok ဆိုတာကကြည့်ပါ baik-baik ဆိုတာကကောင်းကောင်းအကုန်ပေါင်းပြီးဘာသာပြန်တော့ Awak tengok baik-baik ဆိုရင်မင်းကောင်းကောင်းကြည့်ပါလို့ပြောတာပါအစအနေပြန်ပြောမယ်ဆိုရင် Saya buat macam mana Awak tengok baik-baik ငါဘယ်လိုလုပ်တယ်ဆိုတာမင်းကောင်းကောင်းကြည့်ပါလို့ပြောတာပါ Saya ajak satu kali saja ငါတခါတည်းသင်ပေးမှာပါ Saya ajak satu kali saja ငါတခါတည်းသင်ပေးမှာပါလို့ပြောတာပါ Saya ဆိုတာကငါ Ajak ဆိုတာကသင်ပေးတာကိုပြောတာ Satu kali ဆိုတာကတခါ Satu kali saja ဆိုတော့တခါတည်းလို့အဓိပ္ပာယ်ရတယ်အကုန်ပေါင်းပြောတော့ Saya ajak satu kali saja ဆိုရင်ငါတခါတည်းသင်ပေးမှာပါလို့ပြောတာပါဒီစကားလေးတွေကကျွန်တော်တူတူနဲ့လူရင်းထိရောက်မဲ့စကားလေးတွေကိုအလွယ်ဆုံးဖြစ်အောင်ရွေးပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်မှာလည်းကျွန်တော်ဗီဒီယိုလေးတွေအရင်တုန်းကလိုအမြဲတမ်းတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအားပေးပါအောင်လို့ကျွန်တော်တောင်းဆိုပြစီခင်ဗျာအားလုံးပဲကျမ်းမာကြပါစေနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်